မြတ်ဗုဒ္ဓ၏ဆွေတော်မျိုးတော်ဖြစ်သောဒေဝတတသည်သာသနာတော်အတွင်းဝင်ရောက်ကာယဟန်ဘဝကိုခံယူခဲ့သည်အစပိုင်းတွင်တရားကျင့်ကြံမှုရှိခဲ့တော်လဲစိတ်အတွင်းကိလေသာမိသည်တဖြည်းဖြည်းတောက်လောင်လာခဲ့သည်အရှင်သာရိပုတ္တရာနှင့်အရှင်မဟာမောဂလန်တို့အားမြတ်စွာဘုရားရှင်ကအကတာဝကရာထုပေးအပ်တော်မူသောအခါဒေဝတတ၏စိတ်ထဲတွင်မနာလိုမှုအမြင့်တွယ်လာခဲ့သည်မနာလိုမှုသည်အနှဲငယ်မှစတင်ကာအာဂါတမိအဖြစ်ကြီးထွားလာသည်ထိုမီးသည်သူ၏ပညာဉာဏ်ကိုဖုံးကွယ်၍မှားယွင်းသောလမ်းကြောင်းသို့ဦးတည်စေခဲ့သည်ဒေဝတတသည်အစာတတ်မင်းသားနှင့်ပူးပေါင်းကာမိမိအလိုဆန္ဒပြည့်စုံစေရန်အကြံစီများချမှတ်ခဲ့သည်လောဘနှင့်အာဏာလိုချင်မှုသည်သူ၏စိတ်ကိုလုံးဝသိမ့်ပိုက်သွားခဲ့သည်မြတ်စွာဘုရားရှင်အားထိခိုက်စေရန်တောင်ပေါ်မှကြောက်တုံးကြီးကိုတွန်းချခဲ့တော်လဲကုသိုလ်တခိုးကြောင့်အကြံမအောင်မြင်ခဲ့ပေကြောက်တုံးကြီးသည်အလဲတွင်ကွဲအပ်သွားပြီးမြတ်ဗုဒ္ဓအားမထိခိုက်နိုင်ခဲ့အမှန်တရားရှိတွင်မကောင်းကြံစည်မှုသည်အမြဲပျက်စီးရသည်ဒေဝတတသည်မရက်တန့်သေးဘဲနာလာဂရိစင်ကြီးကိုလွှတ်၍မြတ်စွာဘုရားရှင်အားထပ်မံလုပ်ကြံရန်ကြိုးပမ်းခဲ့သည်သို့သောမြတ်ဗုဒ္ဓ၏အနန္တမေတ္တာတော်ရှိတွင်ကြမ်းကြုတ်သောစင်ကြီးပင်ငြိမ်သက်သွားခဲ့သည်မေတ္တာသည်အကျမ်းဖတ်မှုကိုတောင်အောင်မြင်စွာငြိမ်းချမ်းစေနိုင်သည်ထို့နောက်ဒေဝတတသည်ညီညွတ်သောတန်ဃာတော်များကိုကွဲပြားစေရန်တင်းကွဲမှုပြုလုပ်ခဲ့သည်ဤသည်ကအလွန်လေးသောအကုသိုလ်ကံဖြစ်၏ဒေဝတတ၏ခန္ဓာကိုယ်တွင်ပြင်းထန်သောယောဂဆွဲကပ်လာသည်ထိုအခါမှမိမိပြုခဲ့သမျှအမှားများကိုနောင်တရစိတ်ဖြင့်ပြန်လည်သတိရလာခဲ့သည်အသက်နောက်ဆုံးအချိန်နီးလာသောအခါမြတ်စွာဘုရားအားတစ်ကြိမ်မျှဖူးမြော်လိုကြောင်းတပည့်များအားတိုးလျို့တောင်းပန်လေသည်တပည့်များသည်ထမ်းစဉ်ဖြင့်ဒေဝတတကိုဇေတဝင်ကျောင်းတော်သို့အလျင်အမြန်ပို့ဆောင်ကြလေ၏ကျောင်းတော်အနီးရေကန်နားသို့ရောက်သောအခါဒေဝတတသည်မဆောက်နိုင်တော့ဘဲမိမိကိုယ်တိုင်ထရန်ကြိုးစားခဲ့သည်ထိုခဏ၌မဟာပထဝီမြေကြီးသည်ရုတ်တရက်ကွဲအပ်လာပြီးအလွန်ကြောက်မက်ဖွယ်သောအနက်ရောင်ပေါက်ကြီးပေါ်ထွက်လာလေသည်ဒေဝတတသည်အရှင်လက်လက်မြေမြူခံရကာမဟာဝီစီငရဲသို့ကြာရောက်သွားလေတော့သည်မြည်မြမြင့်မားသောအနေထား၌ရှိစေကာမူအကုသိုလ်ကံ၏အကျိုးမှမည်သူမျှမလွတ်နိုင်ကြောင်းဤအဖြစ်ကသက်သေပြနေပါသည်